ဇလန်းအစမှာတော့ဝမ်ပင်းကြီးဆိုတဲ့ထမင်းချက်တယောက်ဟာတရုတ်ရွာလေးတစ်ရွာမှာနေထိုင်ပါတယ်သူဟာသူ့ရဲ့မျိုးနွယ်စုမှာအာနာရဲ့တင်ဂီတဖြစ်တဲ့နဂါးကောင်းသားကိုကင်ဆောင်ထားသူပါရွာသားတွေအားလုံးကသူ့ကိုလေးစားကြပေမဲ့တူဖြစ်သူဝမ်ကိုင်ချိုးကတော့ဒါကိုမကြေမနက်ဖြစ်နေတဲ့သူ့အဖေဟာဓာတ်ရဲ့နောက်ဆုံးပိုင်ရှင်ဖြစ်ခဲ့တာကြောင့်ဓာတ်ဟာသူ့လက်ထဲကိုပဲရောက်တင်တယ်လို့သူကယုံကြည်ထားတယ်တနေ့မှာတော့ရွာကအကြီးအကဲတွေအတွက်ကြီးကျယ်တဲ့ပွဲလမ်းတစ်ပင်တစ်ခုကိုစီစဉ်ကြတဲ့အခါဝမ်ပင်းကြီးတို့အဖွဲ့ကိုပဲထမင်းချက်ဖို့ငှားရမ်းကြတယ်ဒါပေမဲ့ပင်းကြီးရဲ့တပည့်ဖြစ်သူကပွဲအတွက်အဓိကဟင်းလျာဖြစ်တဲ့ဝက်သားကိုမီးလောင်အောင်လုပ်မိတယ်ပင်းကြီးကတပည့်ကိုစူပူလိုက်ပြီးမိနစ်30အတွင်းမှာပဲဝက်ကိုတက်ဟင်းချက်ဖို့တာဝန်ယူလိုက်တယ်သူဟာနဂါးကောင်းသားကိုသုံးပြီးတိကျမြန်ဆန်စွာနဲ့ဝက်သားကိုအပိုင်းပိုင်းဖြစ်အောင်တီးဖြတ်လိုက်တယ်နာယီဝက်အကြာမှာတော့ဟင်းလျာအစင်သင့်ဖြစ်ပြီးပင်းကြီးကစားနေငယ်ထပ်ဖြည့်လိုက်ပေမဲ့သူ့တပည့်ကတော့ကင်ကျိုးရဲ့အမိတ်ရဟင်းထဲမှာမူးယစ်ဆေးထည့်ထားတာကိုသူမသိခဲ့ဘူးလှပစွာပြင်ဆင်ထားတဲ့ဟင်းလျာကိုဧည့်သည်တွေကိုကျွေးလိုက်တဲ့အခါမကြခင်မှာပဲသူတို့တွေမူးမေ့လဲကြကုန်ပြီးပင်းကြီးရဲ့ချက်ပြုတ်ပုံကိုအပြစ်တင်ကြတယ်ပင်းကြီးကသူ့တပည့်ရဲ့လက်ချက်ဆိုတာသိလိုက်တဲ့အခါဘာကြောင့်ဒီလိုလုပ်ရတာလဲလို့မေးတယ်တပည့်ကသူ့ကိုတွန်းထုတ်ပြီးထွက်ပြေးသွားတယ်ပင်းကြီးနောက်ကနေလိုက်ပေမဲ့အစိတ်ခတ်သူလို့ဆွဆွဲတဲ့လူတစုကသူ့ကိုပိတ်ဆို့လိုက်တယ်ပင်းကြီးဟာထမင်းချက်တာမကပူခံပညာမှာလည်းထူးချွန်သူတစ်ယောက်ဖြစ်တဲ့အတွက်လူတစုလုံးကိုတစ်ယောက်တည်းနဲ့အနိုင်ယူလိုက်တယ်နောက်ဆုံးမှာတော့တပည့်ကိုဖမ်းမိပြီးဓာတ်နဲ့ရွယ်လိုက်ချိန်မှာပဲအပေါင်းပါတွေကဝင်ထားတယ်သူတို့ကပင်းကြီးကိုကို့အမားကိုသူများစီလွှဲချတယ်ဆိုပြီးမယိုမသေးပြောဆိုကြတယ်ပင်းကြီးတခုံးမှမပြောရသေးခင်မှာပဲသူ့ကိုရွာကနေနှင်ထုတ်လိုက်ပြီးနဂါးကောင်းသားကိုပိုင်ဆိုင်ဖို့မထိုက်တန်ဘူးလို့သတ်မှတ်လိုက်ကြတယ်တစ်ဖက်မှာလည်းကိုခံပညာနဲ့ဟင်းချက်ကျောင်းတစ်ခုမှာဆရာဖြစ်သူကကျောင်းသားတွေကိုပြိုင်ပွဲတစ်ခုကျင်းပပေးတယ်ကျောင်းရဲ့အမှတ်တစိတ်ကိုမူလနေရာမှာပြန်ထားနိုင်တဲ့သူကိုလက်ဆောင်ပေးမယ်လို့ကြေညာလိုက်တယ်ကျောင်းသားတွေအားလုံးအမှတ်တစိတ်ကိုရဖို့အလူရက်ဖြစ်ကုန်ကြတယ်လုံကင်ရက်ဆိုတဲ့ကျောင်းသားကစပွဲတွေပေါ်တက်ပြေးပြီးတခြားသူတွေကိုကန်ထုတ်ကအမှတ်တစိတ်ကိုရသွားတယ်ဒါပေမဲ့တခြားသူတွေကဝိုင်းတိုက်ကြပြန်တယ်ရုံရင်းဆန်ခတ်ဖြစ်နေတော့မှအမှတ်တစိတ်ကဆရာလက်ထဲရောက်သွားပြီးကျောင်းသားတွေကဆရာကိုပါဝိုင်းတိုက်ကြတယ်နောက်ဆုံးတော့ကင်ရက်ကအခွင့်အရေးယူပြီးအမှတ်တစိတ်ကိုဘယ်သူမှမမြင်အောင်ပလက်ဖောင်းပေါ်မှာပြန်တင်ထားလိုက်တယ်နေ့လယ်စာစားချိန်မှာဆရာကကင်ရက်ကိုလိုက်ရှာတယ်ကင်ရက်ကဆရာကိုနောက်ပြောင်ရင်ချစ်စရာကောင်းတဲ့တိုက်ခိုက်မှုမျိုးလုပ်ပြတယ်သူဟာမုတ်စိမ့်တုံးတစ်ခုကိုပဲလက်နက်အဖြစ်သုံးပြီးတပြိုင်နက်တည်းမှာပဲခောက်ဆွဲဖြစ်အောင်လုပ်ပြသွားတယ်ဒီအရေးချင်းကြောင့်ဆရာကရှမ်းဖုံးကွန်းဆိုတဲ့ထမင်းချက်စီတွားတွေးဖို့အကြံပေးလိုက်တယ်ကင်ရက်တယောက်เจ้าမှာတင်စရာရှိတာတင်ပြီးပြီဆိုပေမဲ့ဟင်းချက်တဲ့နဲ့တဲ့သဘောတရားကိုတော့ထပ်တင်ယူဖို့လိုအပ်သေးတယ်လို့ဆရာကယူဆတယ်ကင်ရက်လဲဆရာကြီးရှမ်းဖုံးကွန်းစီတွားရောက်တင်ယူဖို့ထွက်ခွာသွားတယ်ဆရာကြီးအလုပ်လုပ်တဲ့ Forces စားတောက်ဆိုင်မှာတော့ပိုင်ရှင်ဖြစ်သူရှမ်းချင်းကစားတောက်ဆိုင်ရဲ့အဆင့်တန်းမြင့်တက်ဖို့နီလန်းတစ်တွေရှာနေတယ်သူ့ညီမရှမ်းရင်ကလည်းကူညီပေးပေမဲ့ဟင်းလျာတွေကသူတို့မျောလင့်ထားသလောက်မကောင်းတာကြောင့်စိတ်ညစ်နေကြတယ်ကင်ရက်ရောက်လာပြီးစောင့်ဆိုင်နေချိန်မှာပဲပင်းကြီးလဲအစားအသောက်အရသာခံဖို့ရောက်လာတယ်ချင်းကပင်းကြီးကိုလက်ဖက်ရည်တိုက်လိုက်တဲ့အခါသူကပါဝင်ပစ္စည်းကိုတစ်ချက်တည်းနဲ့တီးသွားတာကြောင့်ချင်းအံ့ဩသွားတယ်ဆိုင်ရဲ့အရေးချင်းကိုစမ်းတက်ဖို့ပင်းကြီးကရိုးရဟင်းလျာတစ်မျိုးကိုမှားလိုက်တယ်ဟင်းချက်သူကဟင်းကိုယူလာပြီးအမြင်တောင်းတဲ့အခါပင်းကြီးကအရသာမရှိဘူးလို့ပြောလိုက်တာကြောင့်စိတ်ဆိုးပြီးဟင်းချက်ပြန်ကြဖို့စိန်ခေါ်လိုက်တယ်လက်ထောက်လိုတာကြောင့်ကင်ရက်ကပင်းကြီးဘက်ကနေကူညီဖို့ကမ်းလှမ်းလိုက်တယ်ချင်းကလည်းဆိုင်အတွက်အစမ်းတကျဟင်းလျာတွေလိုချင်တာကြောင့်ခွင့်ပြုပေးလိုက်တယ်အစမ်းချက်ပြိုင်တဲ့အခါရှမ်းရဲ့ကြက်သားဟင်းကအရသာရှိပေမဲ့ပင်းကြီးရဲ့ရိုးရကြက်သားဟင်းကိုစားကြည့်တဲ့အခါမှာတော့ညီအမနှစ်ယောက်လုံးအံ့အားသင့်သွားကြတယ်ပင်းကြီးကကြက်သားကိုတကြားရည်နဲ့တုတ်ထားတာကြောင့်အတွင်းပိုင်းကနေအပူချိန်ကိုထိန်းထားနိုင်တာပါရိုးရစာအုပ်တွေမှာပေါ်ပြထားတဲ့အတိုင်းပဲသူကဓာတ်ကိုမသုံးပဲအပိုင်းပိုင်းဖြစ်အောင်လုပ်ပြသွားတယ်ရှမ်းကရှုံးနှိမ်ကြောင်းဝန်ခံပြီးအလုတ်ကနေထွက်သွားတယ်သူ့နေရာမှာချင်းကပင်းကြီးကိုထမင်းချက်ဆရာကြီးအဖြစ်ကင်ရက်ကိုလက်ထောက်ဖြစ်ခန့်အပ်လိုက်တယ်အဲ့ဒီညမှာပဲပင်းကြီးဟာသူမရဲ့ဖခင်စီမှာပညာသင်ခဲ့တဲ့သူဖြစ်မှန်းသိလိုက်ရပြီးပင်းကြီးရဲ့ဟင်းချက်စတိုင်နဲ့စီးမြင့်တွေကဖခင်နဲ့တူနေတာကြောင့်အလွန်ပဲဝမ်းသာသွားတယ်ပင်းကြီးရဲ့အရေးချင်းကိုထက်ဆန်းဖို့ကင်ရက်ကငါးလီပြိုင်ပွဲနဲ့စိန်ခေါ်လိုက်တယ်ကင်ရက်ကငါးကိုလှိဖြတ်ရင်အရသာမပြောက်အောင်လုပ်ပြတဲ့အတွက်ပင်းကြီးကိုအံ့အားသင့်စေတယ်ပင်းကြီးအလှည့်မှာတော့ငါးကိုလှိဖြတ်ပြီးဟင်းချက်ပြီးတဲ့အထိငါးကိုအသက်ရှင်လျက်သားဖြစ်အောင်လုပ်ပြသွားတယ်ချင်းနဲ့ကင်ရက်တို့နှစ်ယောက်လုံးပင်းကြီးရဲ့ဓာတ်ပညာကိုကြည့်ပြီးမင်တက်သွားကြတယ်နောက်တစ်နေ့မှာကင်ရက်ကပညာသင်ဖို့အစဉ်သင့်ဖြစ်နေပေမဲ့ပင်းကြီးကဓာတ်သွေးဖို့ပဲခိုင်းတယ်တညလုံးဓာတ်သွေးပြီးမနက်ခင်းမှာပြတဲ့အခါပင်းကြီးကအားမရသေးဘူးဟင်းချက်မတင်ပေးခင်အသားနဲ့ဟင်းသီးဟင်းရွက်လှိဖြတ်နည်းကိုအရင်တင်ရမယ်လို့ပြောတယ်အခြေခံကျတဲ့ဟင်းသီးဟင်းရွက်လှိဖြတ်နည်းတွေကိုကင်ရက်ကိုတာဝန်ပေးလိုက်တယ်ရွာကနေပင်းကြီးကိုနှိထုတ်ခဲ့တဲ့သူဖြစ်သူကင်ကျိုးကတော့မြို့ထဲမှာ Forces စားတောက်ဆိုင်နဲ့ပြိုင်ဆိုင်တဲ့ဆိုင်တစ်ဆိုင်ကိုဖွင့်ထားတယ်သူ့အဖေရွာကနေထွက်သွားရတဲ့အကြောင်းရင်းဟာပင်းကြီးကြောင့်လို့ယူဆပြီးမုန်းတီးနေတာပါရှမ်းကကင်ကျိုးစီလှုပ်သွားတောင်းပေမဲ့သူကငင်းလိုက်တယ်သူ့အမုံဆုံးပင်းကြီးကသူ့ပြိုင်ဘက်ဆိုင်မှာအလုပ်လုပ်နေတာသိတဲ့အခါဒေါသထွက်သွားတယ်ကင်ကျိုးရဲ့လက်ယုံဖြစ်သူလောင်ကဒီပြိုင်ဆိုင်မှုကိုမေ့ထားဖို့ပြောပေမဲ့ကင်ကျိုးကတော့ဒေါသထွက်ပြီးလောင်ကိုပါရိုက်နှက်လိုက်တယ်အတိတ်ကိုပြန်ကြည့်ရင်ကင်ကျိုးရဲ့အဖေဟာအရက်သမားဖြစ်သွားတဲ့အတွက်ပင်းကြီးကနဂါးကောင်းသားကိုသူမကင်စေချင်ခဲ့ဘူးတညမှာရန်ဖြစ်ကြရင်အဖေဖြစ်သူရဲ့လက်တံရရသွားပြီးထမင်းမချက်နိုင်တော့ပဲရွာကနေထွက်သွားခဲ့တာပါဇလန်းကိုပြန်ဆက်ရင်ကင်ရက်ဟာနှစ်ပတ်ဆက်တိုက်ဟင်းသီးဟင်းရွက်တွေပဲပြီးဖြတ်နေရတယ်ဒီအတွင်းမှာပဲရှမ်းရင်းနဲ့ရင်းနှီးလာပြီးစိတ်ဝင်စားသွားတယ်ပင်းကြီးကလည်းဝန်ထမ်းတွေကိုသူတက်သမျှပညာတွေ
တင်ပေးလိုက်တာကြောင့်ဆိုင်ရဲ့အရေးသွေးတွေတက်လာတယ်တညမှာကင်ကျိုးတို့အဖွဲ့ကဆိုင်ကိုလာပြီးဟင်းထဲမှာတန်ချောင်းတွေထည့်ထားကအပြစ်တင်ကြတယ်ဒါကြောင့်ဖောက်တယ်တွေအားလုံးဆိုင်ကနေထွက်သွားကြတယ်ကင်ကျိုးကပင်းကြီးကိုစော်ကားပေမဲ့ပင်းကြီးကတော့ငြိမ်သက်စွာနဲ့ပဲတောင်းပန်လိုက်တယ်မိသားစုဝင်ချင်းရံမဖြစ်ချင်တာကြောင့်ပါနောက်နေ့မှာကင်ရက်နဲ့ရှမ်းရင်တို့ဈေးဝယ်ထွက်ရင်ကင်ကျိုးနဲ့တွေ့တယ်ရှမ်းရင်ကစိတ်ဆိုးပြီးတိုက်ခိုက်လိုက်တယ်ကင်ကျိုးရဲ့လူတွေရောက်လာပြီးရုံရင်းဆန်ခတ်ဖြစ်ကြပေမဲ့ကင်ရက်ကအနိုင်ယူပြီးလွတ်မြောက်သွားတယ်ထွက်ပြေးရင်းနဲ့ပဲအကောင်ဆုံးထမင်းချက်ပြိုင်ပွဲကြော်ညာကိုတွေ့လိုက်ကြတယ်ပင်းကြီးကိုဝင်ပြိုင်ဖို့ပြောပေမဲ့သူကညင်းလိုက်တယ်ရွာကနေပြန်လာဖို့အကြောင်းကြားစာရထားတာကြောင့်ပါပင်းကြီးကကင်ရက်ကိုပဲကိုယ်စလဲအဖြစ်ဝင်ပြိုင်ခိုင်းလိုက်တယ်နောက်နေ့မှာကင်ရက်တို့အဖွဲ့ပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်တယ်ရှမ်းနဲ့သူ့လက်တွဲဖော်ချောင်တို့ကအဓိကပြိုင်ဘက်တွေပါပထမအဆင့်မှာကင်ရက်ကပင်းကြီးတင်ပေးထားတဲ့အတိုင်းအကောင်ဆုံးလုပ်ပြတယ်ချောင်ကတော့အမဲခေါင်းဟင်းကိုချက်ပြုတ်တယ်တိုင်တွေရဲ့အကဲဖြတ်မှုမှာကင်ရက်နဲ့ချောင်တို့နှစ်ယောက်လုံးနောက်ဆုံးအဆင့်ကိုတက်သွားကြတယ်ဒီအကြောင်းကိုသိတဲ့အခါကင်ကျိုးကလူမိုက်တွေကိုလှုပ်ပြီးကင်ရက်ကိုတိုက်ခိုက်ခိုင်းတယ်ကင်ရက်ကိုရေခဲတက်တာထဲမှာပိတ်လောင်ထားလိုက်ပေမဲ့နောက်နေ့မှာရှမ်းရင်ရဲ့အကူအညီနဲ့လွတ်မြောက်ပြီးပြိုင်ပွဲကိုပြန်သွားနိုင်တယ်ရွာမှာတော့ကင်ကျိုးကပင်းကြီးကိုတတ်ဖို့ကြိုးစားတယ်ပင်းကြီးကသူတို့ကိုအနိုင်ယူလိုက်ပြီးမိသားစုဝင်ဖြစ်လို့သာအသက်ချမ်းသာပေးလိုက်တယ်နောက်ဆုံးပြိုင်ပွဲမှာတော့အင်းခတ်အမွေးအကြိုင်မတုံးပဲဟင်းရည်တစ်ခွက်ချက်ခိုင်းတယ်ကင်ရက်ကပင်းကြီးတင်ပေးဘူးတဲ့ရိုးရှင်းတဲ့ဟင်းလျာကိုပဲအားကိုးလိုက်တယ်ပင်းကြီးကဟင်းထဲမှာပါဝင်ပစ္စည်း၃မျိုးပဲသုံးပြီးနီးစနစ်ကြကြနဲ့အရသာရှိအောင်လုပ်နည်းကိုတင်ပေးထားတာပါကင်ရက်ကကြက်သားနဲ့ဟင်းရွက်တွေကိုသုံးပြီးချက်ပြုတ်တယ်ချောင်ကတော့မီးဖို့ကိုသုံးပြီးချက်ပြုတ်တယ်နောက်ဆုံးမှာတော့ဒိုင်တွေကကင်ရက်ရဲ့ဟင်းရည်ကိုတောက်ပြီးအရသာရှိလွန်းလို့အံ့အားသင့်သွားကြတယ်ချောင်ကလည်းကင်ရက်ရဲ့ဟင်းကိုစားကြည့်ပြီးရှုံးနေကြောင်းဝန်ခံလိုက်တယ်ကင်ရက်တို့အဖွဲ့အောင်ပွဲခံကြပြီးပင်းကြီးကနဂါးကောင်းသားကိုကင်ရက်ကိုလက်ဆောင်ပေးလိုက်တယ်အံ့ဩစရာကောင်းတာကပင်းကြီးရဲ့အကိုကြီးပြန်ရောက်လာပြီးမိသားစုပြန်လည်တင့်မြတ်သွားကြတယ်နောက်ဆုံးမှာတော့ကင်ရက်ကပင်းကြီးနဲ့အတူကဘာအနှံ့ဟင်းချက်နီးတွေလေ့လာဖို့ခရီးထွက်သွားတော့တယ်